ကြာသာပြီးတောက်ကြသေးမှာမဖြစ်မနေဆင်းမယ်ကျွန်တော်တို့ဒါရွေးပြီးတဲ့အတိုင်းပဲကျွန်တော်ရွေးချက်ပြီးမယ်မဖြစ်မနေတစ်လုံးလာမယ်တော့ကြာသာပြီးတောက်ကြသေးမှာမဖြစ်မနေတစ်လုံးလာမှာပေါ့နော်ဒါတစ်လုံးလာမယ်တော့ကျွန်တော်ကနန်းစိမ်းပါလာတယ်နော်ကြာသာပြီးတောက်ကြမှာကျွန်တော်မဖြစ်မနေတစ်လုံးလာမယ်ကျွန်တော်1 3 3တစ်လုံးမဖြစ်မနေလာမယ်နော်1 3 3တစ်လုံးမဖြစ်မနေလာပါမယ်ကြာသာပြီးတောက်ကြနေရာတွေမှာကျွန်တော်တို့ဒါမဖြစ်မနေဆင်းမယ်1 3 3တစ်လုံးမဖြစ်မနေဆင်းပါမယ်အဲ့တော့ကနန်းစိမ်းဖြစ်တဲ့3ညတီပြန်ပါလာပါတယ်ဒီ3ညတီကျွန်တော်တို့ဒါနော်ကြာသာပြီးတောက်ကြတွေမှာပါလာတယ်ဆိုတော့3ညသမားတွေကကျွန်တော်တို့ကောင်းပါတယ်ကျွန်တော်ဒီတော့တင်းမှာကျွန်တော်တို့ဒါခဏကအကုန်6ရှိတယ်အဲ့6တီ9တီကလည်းကျွန်တော်တို့လမ်းကြောင်းကတင့်တယ်6ကဆိုရင်မနက်ဖြန်နေတဲ့ထက်တော်တော်လေးကောင်းတယ်6ဆိုရင်လည်းမနက်ဖြန်နေတဲ့လမ်းကြောင်းရောက်တော်တော်လေးဖြောင်းတယ်တော်တော်လေးတည်းတွေ့ရတယ်မနက်ဖြန်အတွက်ဆိုရင်တော့ဒါ6ကတော်တော်လေးတနေကုန်မှနေရာယူထားတွေ့ရတယ်ဒါပေမဲ့2ရက်တင်းမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါ1 3 3လုံးမဖြစ်မနေပြန်ဆင်းမယ်ကနန်းစိမ်းငယ်ဖြစ်တဲ့3ညတီပြန်ပြီးတော့ပါလာတယ်အဲ့ဒါမဖြစ်မနေဆင်းတယ်နော်2ရက်တင်းမှာ1နဲ့3ညကကျွန်တော်တို့ဒါအပတ်တိုင်းမှာတောက်လျှောက်မှန်လာတာနော်တောက်လျှောက်မှန်လာတာ3ညကနန်းစိမ်း3ညပြန်ပါလာတယ်ပေါ့နော်3ညသမားတွေကကျွန်တော်တို့ဒါနော်2ရက်တင်းမှာအကွာလေးတွေထပ်ပြီးတော့ရွေးချက်မှုရှင်းဦးမှာပေါ့နော်အဲ့တော့ကဲအဲ့တော့အဖောင်းမသမားတွေအကုန်နားမယ်နော်အဖောင်းမသမားတွေအကုန်နားခန့်လိုက်ပြီတစ်ခုမှမစားဘူးနော်ကျွန်တော်တို့ဒါဒီဘက်မှာကျွန်တော်အဖောင်းမသမားတွေကကျွန်တော်တို့အခွေတစ်ခုလောက်ပဲကျွန်တော်တို့ရထားပါသေးတယ်နော်ဒါပေမဲ့အကုန်လုံးနားလိုက်ပါတယ်နော်ဒါအဓိကအဖြစ်ကျွန်တော်တို့ဒါအခွေမနက်က29ပေါ့နော်29ဆိုတော့ဇာတို့အခွေကဆင်းသွားပါတယ်ဇာတို့အခွေလေးရကြပါတယ်ဒါပေမဲ့အပြေးကတော့မရဘူးဆိုတာအကုန်လုံးကိုသိပါတယ်နားလိုက်ပါတယ်နော်အပြေးကမရကြဘူးဆိုတော့သိပါတယ်ဒါပေမဲ့အကုန်မအားလုံးကိုကျွန်တော်ဟုတ်တာလာမပတ်တဲ့ကျွန်တော်အကုန်လုံးကိုပြန်ခေါ်ထားပါတယ်ထုတ်ရတိုင်းပဲကျွန်တော်တို့လက်ဆောင်ထုတ်မှာမလို့ပါလက်ဆောင်ကဒီဘက်မှာကျွန်တော်တို့ဒါနောက်အပြေးကပေးမှာပါလက်ဆောင်ကနော်ပြီးရင်တော့ကြာသာပေးတောက်ကြ2ရက်အတွက်ကပြီးရင်နောက်တစ်ပတ်စာအတွက်ကကျွန်တော်အကုန်လုံးကိုကျွန်တော်ပေါင်းပြီးတော့ဒါပြန်ပြီးတော့ခေါ်ထားတယ်နော်ကြာသာပေးတောက်ကြ2ရက်အတွင်းနဲ့ရမယ်ပြီးရင်နောက်တစ်ပတ်စာအတွက်လည်းကျွန်တော်အပြီးပါအဲ့ဒီကြောင့်ကျွန်တော်တို့ဒါဝင်ကြီးကတော့ကျွန်တော်တို့ဒါထုံးတဲ့တိုင်းပဲပြန်ပြီးတော့သိရမယ်အဲ့ဒီကြောင့်ကျွန်တော်တို့ဒါကြာသာပေးတောက်ကြအခုကြိုပြီးတော့ဝင်နေလူတွေကကျွန်တော်လက်ဆောင်ချပေးနေပါပြီနော်လက်ဆောင်ကလက်ရှိမှာကျွန်တော်ပုံမှန်တိုင်းပေးနေဆိုတော့2ကွက်ပဲပေးတာပါနောက်2ကွက်ကိုချန်ထားတာပါဒါပေမဲ့ကျွန်တော်ဒီဘက်မှာကျွန်တော်အပြည့်က4အကူမရလုံးက4ကွက်လုံးပေးဆိုကျွန်တော်4ကွက်လုံးထည့်ပေးထားပါတယ်နော်ဒါကတော့အကူမရတောင်းဆိုမှုပေါ့နော်ဒါ4ကွက်လုံးအပြည့်ထည့်ပေးထားတယ်အဲ့တော့ဖောက်ဝင်သမားတွေကအဲ့4ကွက်ပဲအဲ့တော့ကြာသာပေးတော့ကြာမှာအဲ့4ကွက်ပဲကစားမယ်နော်ဟိုတပေါ့ပေါ့4ကွက်ပဲကစားမယ်ဘာပဲဒီမှာမပတ်တော့ဘူးနော်ဘာပဲဒီမှာဆက်မကြဘူးဘာလုံးမှလည်းကျွန်တော်ဆက်မလိုက်ဘူးကျွန်တော်တို့ဒါအဓိကအဲ့4ကွက်ပဲကစားပါမယ်နော်4ကွက်ပဲကနန်း4ကွက်ပဲကစားမယ်နော်ပုံမှန်လိုက်ဆိုရင်ကျွန်တော်2ကွက်ထည့်ပေးရနော်ဒါပေမဲ့နော်ဒါလက်ဆောင်ကအဲ့4ကွက်ကတေချာလားလို့မမင်းနဲ့နော်ကျွန်တော်တို့ဒါအပတ်တိုင်းမှာလက်ဆောင်ယူပြီးလက်ဆောင်ယူဆော့ပြီးတော့နော်ဒါအဖောက်နေတဲ့ကုကုမိုင်းလူဟောင်းကုမိုင်းအလုံးမဲ့အတီးဆုံးဖြစ်ပါလိမ့်မယ်လက်ဆောင်ဒီဘယ်လောက်ထိအရေးကြီးလဲဆိုတာဒါအကုမိုင်းအလုံးမဲ့လူဟောင်းအတီးဆုံးဖြစ်ပါလိမ့်မယ်နော်ဒါကတော့နော်အပြေဟိုဖြစ်လာဆိုရင်ကုကုမိုင်းအလုံးမဲ့နော်လုံချင်တော့လာယူပါအရှင်းမှာကစားနေတဲ့လူတွေအများကြီးပါဒီလက်ဆောင်အချိန်ရောက်လာရင်လက်ဆောင်ကိုဘယ်လောက်ထိအရေးကြီးလဲလက်ဆောင်နဲ့ရောက်ဖို့တဲ့လူတွေအတီးဆုံးဖြစ်ပါလိမ့်မယ်နော်ကျွန်တော်လည်းအကောင်းဆုံးထုတ်ပေးထားတာပါဒီဘက်မှာလည်းအကောင်းဆုံးဖြစ်စေချင်တာပါကိုမရလို့နော်အဖွဲ့ဝင်သမားတွေကိုပို့ပြီးတော့ဖြစ်စေချင်တယ်နေတဲ့သမားတွေကတော့ဒီညနေမှာကျွန်တော်တို့ဒါအချိန်ကတော့ကျွန်တော်3ရှစ်အချိန်အမားကိုင်းတာပဲဒီ89နော်3လက်ပတ်တိုင်တာကျွန်တော်တို့ဒါနော်ဒါကျွန်တော်အဲ့85တကွက်ကိုနည်းနည်းလေးဟိုဖြစ်သွားတာပေါ့နော်ဒါ85လောက်မဖြစ်89ထည့်ဒါပေမဲ့85ပို့ပြီးတော့လာကျွန်တော်3မိနစ်ဒီညနေမှာပို့ကြိုက်သွားဆိုတော့လေယူကွက်ထဲမှာတော့ကျွန်တော်89တော့မပါလာဘူးတော့3ရှစ်အချိန်ကတော့နေသမားတွေကဒီနေ့မှာအချိန်လောက်ပဲဆင်ပြေအချိန်ကတော့ကျွန်တော်တို့ဒါအချိန်လည်းကျွန်တော်တို့ဒါနေသမားတွေကမပတ်ခိုင်းဘူးလေကျွန်တော်အကွက်ပဲကစားခိုင်းတာဆိုတော့နေတဲ့သမားတွေကထပ်ဆက်တိုင်းပဲအကွက်ပဲကစားမယ်နော်ဘာပတ်သိမှမပတ်ဘူးနော်အဲ့တော့ကျွန်တော်ပြောတဲ့အချိန်မှန်သမျှကိုကျွန်တော်တို့ဒါတီးထားရုံကလွယ်ပြီးရပြီနော်အဓိကအကွက်ပဲလိုက်ကစားပါမယ်နော်အဓိကအကွက်လေးတွေလိုက်ကစားတာအဆင်ပြေပါလိမ့်မယ်နော်အဲ့တော့မနက်ဖြန်ကျတော့အကွက်လေးတွေရွေးချယ်ပေးမယ်လိုက်ပြီးတော့မှတ်ပါကဲတော့အဖောက်မဲ့လူတွေကျွန်တော်တို့တော့ကြိုးပြီးတော့လက်ခံနေပြီနော်ကြိုးပြီးတော့လက်ခံနေပြီအဲ့တော့ဝင်မဲ့လူတွေဖုန်းလေးတွေဆက်လို့ရပါပြီ